ချက်တရေဖြားဖြားတို့ရွှေမုံငွေမို့သွန်းဖြိုးရွာစေမရှိစကားတွေမချအတိတ်တရားတွေပွားချစ်ချင်းများမြဲပါစေပေးကစွန်ကြဲခြင်းနဲ့ကုသိုလ်တွေမြဲစေတယောက်စကားတယောက်နာမှာချိုသာအေးချမ်းပါစေကြံစီသမျှအောင်စေကြံစီသမျှအောင်စေငြိမ်းချမ်းသာရသောသိမ့်တန်စုကြည်ပိုင်ပါစေဘဝတုတပ္ပမင်္ဂလရေခန္တုတပ္ပဒေဝတာတပ္ပဗုဒ္ဓနုဘဝေနတရတုခေဘဝန္တုတေဘဝတုတပ္ပမင်္ဂလရေခန္တုတပ္ပဒေဝတာတပ္ပဓမ္မနုဘဝေနတရတုခေဘဝန္တုတေဘဝတုတပ္ပမင်္ဂလရေခန္တုတပ္ပဒေဝတာတပ္ပသံဃာနုဘဝေနတရတုခေဘဝန္တုတေတပ္ပမင်္ဂလံတပ္ပမင်္ဂလံနှင့်အလုံးစုံသောလောကီလောကုတ္တရာနတ်ဗျာကောင်းကျိုးတိုးရာတိုးကြောင့်ကောင်းမြတ်သောမင်္ဂလာပေါင်းတို့သည်ဘဝတုဘဝန္တုသင်တကားတကားမှာပေါင်းသူတော်ကောင်းတို့အတန်တန်၌တင်ရှားမသည်ဖြစ်ကြပါစေကုန်သတည်းတေတောမကံကောင်းကျိုးချမ်းသာမင်္ဂလာကိုဖွေရှာနေကြကုန်သောသင်အမျိုးကောင်းသောမျိုးကောင်းသမီးတို့ဟာအာရောဂေနသ96ဖြာယောဂဝေဒနာဖြာဖြာတို့မှဝေခွာကြရလျောင်းဒုက္ခေနသကိုစိတ်နှပြကြည်သာရွှင်လန်းပေမတန်ပေကျမ်းမာချမ်းသာဝန္တာမောဖြာဖြစ်ရလျောင်းအဝိရိကိဉ္စယေမိမင်းခုသူမုံလည်းသူဟုတ်ငါမျိုးသောယမခုခယောင်တပ္ပဒေဝလုံးစုံရင်ခရှိသည်မြတ်ပေသမ္မာဒေဝနမျက်နှာကောင်းသောနတ်ပေါင်းတို့သည်အနုရကံသတ္တမိယံပမံကရုဏာဖြင့်ရှုကပေတံတံမရောက်ရလျောင်းကိုညီရှောင်းမဆရမုန်နိုင်ကြပါစေကုန်သတည်းတပ္ပဗုဒ္ဓနုဘဝေနကင်္ဂလုသေသောမကပွင့်တော်မူကြခြင်းတို့၏တကုရှင်တေဇောမြတ်တော်အနုဘောရအဖြင့်၎င်းဓမ္မနုဘဝေနမေလေတံဖိုလေတံနိဗ္ဗာန်ပရိတိဟောသောမြတ်ထင်ဘောဆေဘသောတရားတကုရှင်တေဇောမြတ်တော်အဖြင့်၎င်းငါနုဘဝေနမေခတံလေယောဖလတံဆိုသောရှစ်ယောက်ထင်ဘောအရိယသံဃာတို့နှင့်တကွယခုမြတ်ရှာသမုန်တေနွယ်ဝင်သံဃာတို့တကုရှင်တေဇောမြတ်တော်အနုအဖြင့်၎င်းတေယတရားသံဃာတိဟုသောယတနာမြတ်သုံးပါးလည်းရင်ကိုယ်ွယ်စိကနေကြကုန်သောမဘောင်သူတော်ကောင်းတို့သည်တိုင်ခသည်သုနှပြလောအိဆာဖြင့်ပြေကကြမ်းမာခြင်းချမ်းသာခြင်းရှိကြကုန်ဘဝတုဘဝန္တုမဲ့တွေဖြစ်ကြပါစေ